အားလုံးပဲမင်္ဂလာပါကိုရီဒီနေ့ပိတ်ရက်မှာ anti classic ကားတွေပြထားတဲ့ coffee ဆိုင်လေးကိုတွေ့ထားတဲ့အဲ့ကိုသွားထားပါတယ် coffee ဆိုင်လေးကတော့ Skoga fan ပါသူကမဲအွန်ဘတ်မှာရှိပြီးတော့မဲကပောင်နဲ့လည်းနီးတယ်မျိုးတွေကနေမောင်းမယ်ဆိုရင်လည်းမိနစ်40လောက်ပဲမောင်းရတယ်ဒီဆိုင်လေးက coffee ဆိုင်တည်တံ့ရှိတာမျိုးမဟုတ်ပဲနဲ့ခြံကျဲထဲမှာ barbecue place တွေ fine dining restaurant တွေအပြင် farm တွေရောပါစုထားတဲ့ luxury tourist spot ပုံစံမျိုးပါသူရဲ့ Skoga Acid Cafe ကခြံကျဲထဲမှာတသားအိမ်ပုံစံလေးနဲ့ဆိုတော့မိုက်တယ်ဒီဆိုင်မှာကကော်ဖီတွေရောအစားအသောက်တွေရောဈေးတော့နည်းနည်းတော့မြောက်တယ်ဒါပေမဲ့ဒီလိုနေရာဒီလိုအပြင်ဆင်နေဆိုရင်တော့ဈေးကတော့ပုံမှန်လို့ပဲထင်တယ်ပြီးရင်ဒီမှာကသူတို့ရဲ့ကိုယ်ပိုင် product တွေလည်းရောင်းတယ် Skoga chocolate တွေ coffee တွေ wine တွေလည်းရှိတယ်အင်ကြီးနဲ့အုတ်ထုပ်လေးပါရောင်းတယ်စားရဆိုရင်လည်းအုတ်ထုပ်လေးဝယ်ခဲ့လိုက်သေးတယ်ကိုရီကတော့ coffee mocha ရယ် white chocolate ရယ် strawberry smoothie ရယ် cheesecake ရယ်မှာလိုက်တယ်ဒီဆိုင်က coffee တွေ chocolate တွေကသူတို့ကိုယ်ပိုင်ခြံတွက်တွေပဲသုံးထားတယ်လို့ပြောတယ်မိုခါကတော့တော်တော်လေးတောက်လို့ကောင်းတယ်ချောကလက်ကတော့ချောကလက်ရတာအပျော်ဆုံးမှာလိုက်တာဆိုတော့နည်းနည်းလေးတော့ချိုးတယ် cheesecake တွေကတော့စားလို့ကောင်းတယ်အပေါ်ဆုံးမှာ flavor အလယ်မှာ cheese နဲ့အောက်မှာ cookie ပါတယ်သူကပေးရတဲ့ဈေးများတယ်ဆိုပေမဲ့စားရတာတန်တယ်လို့ပြောလို့ရတယ်ပြီးတော့ဆိုင်မှာ toffee နဲ့ coco ဆိုတဲ့အကျိုးခွေးလေးနှစ်ကောင်ရှိရဲနှစ်ကောင်လုံးကချစ်စရာကောင်းပြီးတော့လိမ်လဲလိမ်ပါတယ်အာဝူးချစ်တဲ့လူတွေဆိုရင်တော့တော်တော်လေးသဘောကျလောက်တယ်ကိုရီကတော့အဓိက classic ကားကြည့်ချင်လို့ဒီကိုလာတာသူကတော့ဝင်ကြီး20ပေးရတယ်ဒီကိုတောင်မှာက1951ကနေ1980ထိထုတ်ထားတဲ့ British Sport ကားတွေရှိတယ်။ဒီကားတွေကတော့ Founder ရဲ့ collection ကားတွေပါ။ဒီ MG ကားကတော့1951မှာထုတ်ပြီးတော့ဒီကိုတောင်ရဲ့ရှေးကြဆုံးကားပါ။ထိုင်းတနိုင်ငံလုံးမှာခံမှန်းကြီးအစီးရေ10စီးလောက်ပဲရှိတယ်။ဒီ Austin Haley ဆိုရင်လည်းထိုင်းတနိုင်ငံလုံးမှာ2စီးပဲရှိပြီးတော့တစ်စီးကတော့ဒီမှာပါ။နောက်ပြီးတော့ဒီကားတွေအားလုံးကမောင်းလို့ရတယ်လို့ပြောတယ်။လိုင်စင်တွေလည်းရှိတယ်။တချို့ကားတွေဆိုလို့ရှိရင်ရောင်းဖို့ပါဈေးကတ်ထားတယ်။ကိုရောင်ရဲ့အနောက်ဘက်မှာလည်း PS5 ပြိုင်ကား simulator ပါရှိသေးတယ်။ဆော့မယ်ဆိုရင်တော့9မိနစ်ကိုဘတ်20တော့ပေးရတယ်။အဲ့ဒါတွေအပြင်ဒီကိုရောင်မှာထိုင်းနိုင်ငံရဲ့အကြီးဆုံး slot car racing track လည်းရှိတယ်။သူကတော့တစ်ခါမောင်းလို့ရှိရင် slot car 5ကြီးတစ်ပြိုင်နဲ့မောင်းလို့ရတယ်လို့ရေးထားတယ်။လက်ရှိမှာတော့ for show ပဲပြထားတယ်။ဒီမှာ coffee တွေ chocolate တွေကိုအပင်စိုက်တာကနေဖြော်တဲ့အထိလုပ်လို့ရတဲ့ workshop တွေလည်းရှိတယ်။ wedding event တွေကအစားလုပ်လို့ရတယ်။အသေးစိတ်ကိုတော့သူတို့ရဲ့ website မှာကြည့်လို့ရပါတယ်။ဆိုတော့ coffee ဆိုင်ကမနက်9:00နာရီည9:00နာရီထိနေ့တိုင်းဖွင့်တယ်။ကားကိုတောင်ကတော့မနက်10:00နာရီညနေ9:00နာရီထိပဲဖွင့်တယ်။ပြီးရင်ခြံကအကျယ်ကြီးပဲဆိုတော့ကားနဲ့ပဲသွားစိုက်ကယ်နဲ့ပဲသွားပါကင်ထိုးစရာနေရာရှိတယ်။အဲ့ဒီတော့ပိတ်ရက်မှာအေးအေးဆေးဆေး relax လဲလုပ်ချင်တယ်။ classic ကားတွေလည်းကြိုက်တယ်ဆိုရင်တော့ Skoga Farm ကိုသွားကြည့်လိုက်ပါ။အချိန်ပေးရကြုံနဲ့ပါတယ်။ Bye bye